Hello ကျွန်တော်ဒါလေးကတော့ပကိုးကနေပြီးတော့ဖန်အောင်နင်းတဲ့ vlog လေးဖြစ်ပါတယ်ဒီ vlog လေးကိုတစ်ချက်လောက်ကြည့်ရှုခံစားကြပါအောင်ခုဆိုရင်တော့ကျွန်တော်9နိုင်ခွဲပေါ့နော်ကျွန်တော်တို့ဒီဖျားရက်နေပြီးတော့ walk သွားနေပါပြီခုနကတော့ကျွန်တော်တို့လက်ပိတ်ဆိုင်ထိုင်လိုက်တယ်ပေါ့နော်ကျွန်တော်လောတယ်တော့2ယောက်တည်းပြုတ်သွားပြီနော်တကယ်ကြီးကတော့နေခဲ့ပြီဆိုတော့နေတော့မထွက်သေးပါဘူးလက်ရှိကျွန်တော်တို့က9နိုင်43ပေါ့နော်9နိုင်43မှာဘောနာကိုတော့ရောက်နေပြီဟောတော့မရောက်သေးဘူးတော့9နိုင်43မှာကျွန်တော်6နိုင်အတိလောက်မှာဘောကိုရောက်တယ်ပေါ့နော်ဟိုမှာတောင်နေဗျာတောင်နေရဲ့ပုံမှာတိတ်နေစောင်းလာတယ်လို့ဆိုတော့ကျွန်တော်ညောင်ကားရှိလမ်းမကြီးကိုရောက်လာပြီပေါ့နော်အချိန်ကတော့ဘယ်ချိန်လဲဆိုတော့ကျွန်တော်ဒီမှာ6နိုင်ခွဲပေါ့နော်6နိုင်ခွဲဒီကောင်ညောင်ကားရှိလမ်းပေါ်ကျွန်တော်ရောက်လာပြီโอเคကျွန်တော်ရှိမှာတော့ညောင်ကားရှိH-ray gate ပေါ့နော်အဲ့ကောင်တော့ရောက်ပြီလို့ဆိုတော့ခဏနားနေရယ်ကျွန်တော်7နာရီမထိုးခင်မှာဒီစစ်တောင်းတရားပေါ်မှာရောက်ပြီနော်Avoid it ဇတ်တယ်ကျုပ်ဖန်တရားဖျက်ရဖို့အတွက်နောက်ထပ်18မိုင်လောက်ပဲလို့ပါကျွန်တော်တို့အသားရည်နဲ့ကျွန်တော်ရဲ့အနေထားကိုရှုပ်လိုက်ပါမိရောမိပါလို့မသိဖန်တရား9နာရီပိတ်တယ်ဆိုတော့ကျွန်တော်မိအောင်တော့နေရမှာကျွန်တော်အနေနဲ့ဒီဟိုရောက်ရှိလာပြီပေါ့နော်ဒီကိုရောက်တဲ့အချိန်ကတော့9နာရီပတ်လည်လောက်မှာကျွန်တော်ရောက်ပါတယ်မနက်ကအိမ်ကထွက်တဲ့အချိန်ကတော့မနက်4နာရီကနေထွက်ပါတယ်ဆိုတော့စုစုပေါင်း73နာရီလောက်နှင်းခဲ့ရပါတယ်ဒါကတော့ပထမတစ်ရက်ကျွန်တော်တို့တဲတဲ့ဟိုတယ်ပေါ့နော်ဟိုတယ်အောက်မှာကျွန်တော်တို့စပိန်တွေကိုထားရပါတယ်အဲ့တော့ပထမတစ်ရက်ပါလို့တဲ့ကျွန်တော်လက်ကျုံမဲ့ကားစားမယ်ဒီကောင်တွေကဟိုဘက်မှာကူးပြီးတော့ဒီကောင်တွေပျော်တယ်ကျွန်တော်တို့ကဒီမှာသွားတဲ့နေရာပြည့်ပြီမိုးရလည်းရောရတယ်ဗျာမိုးကလည်းမပေါ့အခုဆိုရင်ကျွန်တော်တို့စရန်ကူရောက်ပါပြီကျွန်တော်တငယ်ချင်းတွေကားနဲ့အတူတူလိုက်လာတာပေါ့နော်ကျွန်တော်တို့ကအပြန်ကြရင်လည်းကားနဲ့ပဲပြန်မှာပါအဲ့ကားနဲ့ပဲကျွန်တော်ပြန်ကြမှာပါဆိုတော့ဘော်ရာတွေရောက်လာပြီဆိုတော့ဒီကောင်တွေနဲ့တူတူပတ်သွားကြတယ်ဂူခဲတွေလိုက်ကြည့်ကြတယ်ဆိုတော့ထုံးစံတိုင်းကျွန်တော်တို့ဒီမှာလှေပါထက်စီးခဲ့ပါတယ်အခုဆိုရင်ကျွန်တော်ဖန်ရောက်နေတာ3ရက်မြောက်ရှိပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဇွဲကွပြင်တောင်တက်ပါမယ်ဒါပေမဲ့တက်မဲ့နေရာကိုသွားတဲ့လမ်းမှာပေါ့နော်လမ်းမှာကားပြတ်နေတဲ့အတွက်ကျွန်တော်3-4မိုင်လောက်ကိုလမ်းလျှောက်ခဲ့ပါတယ် Yo what's up ဒီဟာဆိုလို့ရှိရင်ကျွန်တော်တောင်းဝမြင်ရတယ်မြင်ကွင်းပေါ့နော်မြူကတော်တော်ထူနေတာပါပြီးတော့မိုးကလည်းရွာနေပါတယ်မိုးကလည်းဖွဲတဲတဲလေးကိုရွာနေပါတယ်ဒီတောင်ပေါ်မရောက်ခင်မှာတော့အောက်ကရှုခင်းလေးကိုမြင်ရပြီးတော့တောင်ပေါ်နားတဖြည်းဖြည်းမြင့်သွားတဲ့ခါကျရင်တော့ကျွန်တော်ဘာမှမမြင်ရတော့ဘူးနော်အဲ့လိုအခြေအနေဖြစ်ပါတယ်လေညဝရီStarted painting all the walls just to see you like a shade I would love just ကြာတက်တော့မိုးလာတဲ့ခါကျတော့တချင်းလေးနားတော့ပြီးတက်ရတာပူပြီးတော့မိုက်လာတယ်ဆိုတော့မတက်ခင်မှာကျွန်တော်ဘောက်လေးတစ်လုံးတော့ဆောင်းတော့ပူမိုက်တယ်တချင်းလေးနဲ့တက်သွားတော့ပို့ပြီးတော့တိတ်ပင်ပန်းနေလို့တော့မခံစားဘူးပေါ့ဗျာဒီနေရာလေးတော့ကျွန်တော်တော်တော်များများဗီဒီယိုရိုက်တင်ကြတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးတော့ရောက်ရှိလာခဲ့ပြီအခုဆိုရင်ကျွန်တော်တောင်ပေါ်ရောက်ပြီပေါ့နော်တောင်ပေါ်မှာဆိုရင်တွေ့တဲ့အတိုင်းမြူတွေကလုံးဝကျပြီးတော့အောက်ကရှုခင်းကိုလည်းကျွန်တော်ဘာမှမမြင်ရပါဘူး